မင်္ဂလာနံနက်ခင်းပါဒီနေ့မှစပြီးအလုပ်ဆောက်လုပ်တော့မယ်ဘာသာစကားယဉ်ကျေးမှုဓလေ့ထုံးတမ်းစသည်ဖြင့်ကွဲပြားမှုများကြောင့်ဆက်သွယ်ရန်ခက်ခဲနိုင်သောလဲသင်နားမလည်သောအရာများကိုရှင်းလင်းစွာပြောပြပါပထမဦးစွာအစာစိတ်တင်ခြင်းကိုကာကွယ်ရန်အတွက်တန်ရှင်းသက်ရက်သောအတုညအစားများဝတ်ဆင်ခြင်းလက်ကိုတေချာစွာဆေးကြောခြင်းနှင့်ကိုယ်ခန္ဓာအခြေအနေကိုစစ်ဆေးခြင်းစသည့်တကိုယ်ရည်တန်ရှင်းမှုစီမံခန့်ခွဲမှုဆိုင်ရာအခြေခံများကိုသင်ယူရမည်ဖြစ်သည်မှန်ကန်သောအဝတ်အစားဆံပင်ကိုအိုးထုတ်အတွင်းထည့်ပါအပြူးထွက်လျင်ပြုတ်ကျပါကပြင်ပအရာများရောနှောသွားနိုင်သည်တန်ရှင်းသောအလုပ်အဝတ်အစားများဝတ်ဆင်ပါညဉ့်ညမ်းသောအဝတ်အစားများကိုသူညလျင်ပါကညဉ့်ညမ်းသောအစိတ်ပိုင်းများနှင့်ထိမိပါကအစားအသောက်များညဉ့်ညမ်းသွားနိုင်သည်ကျိတ်ဆက်များကိုခိုင်မြဲစွာလှိမ့်ပါအဝတ်အစားလဲတဲ့အခါတည်ငြိမ်တဲ့လျှက်စစ်တက်ကဆံပင်ကိုအလုပ်အဝတ်အစားတွေမှာကပ်စေနိုင်ပါတယ်။နားကပ်လဲဆွဲနာရီလက်စွပ်စသည့်အသုံးအဆောင်ပစ္စည်းများမှာတူညက်ပါနှင့်ပြုတ်ကျပါကပြင်ပအရာများရောနှောသွားနိုင်သည့်အချိန်အကြာကြီးဝတ်ဆင်ထားခြင်းကြောင့်ဘက်တီးရီးယားပိုးများညစ်ညမ်းလာနိုင်သည်။လက်သေးတိုအောင်ထားပါ။သင့်လက်သေးများတွင်ကပ်နေသောဘက်တီးရီးယားများကိုရင်းတို့၏အရှည်နှင့်အချိုးကျသည်ဟုတွေးကြည့်ပါညစ်ညမ်းမှုအနေအကြောင်းလက်သေးဆိုးဆေးကိုလည်းတားမြစ်ထားသည်။ဒဏ်ရာတွေကအစာအဆိပ်သင့်စေနိုင်တဲ့ Staphylococcus aureus ပိုးကိုခိုအောင်းနိုင်ပါတယ်လက်မှာဒဏ်ရာတွေရရင်လက်အိတ်တေချာဝတ်ပါအလုပ်လုပ်တဲ့အခါအနာတိတ်ကိုလိမ်ပြီးလက်အိတ်နှစ်ထပ်ကိုတေချာဝတ်ပါ။တစ်ခါသုံးလက်အိတ်များကိုပုံမှန်လဲလှယ်ပါ။လက်အိတ်ဝတ်ထားခြင်းကြောင့်မြုံနေသောအခြေအနေတွင်အလုပ်လုပ်နိုင်သည်ဟုမဆိုလိုပါလက်အိတ်များပေါ်တွင်အညစ်အကြေးများတဖြည်းဖြည်းစုပုံလာကတင်အသုံးပြုသည့်အခါတွင်လည်းပျက်စီးသွားတတ်ပါသည်မတ်ဆက်သည်တင့်နှာခေါင်းကိုလုံခြုံစွာဖုံးအုပ်ထားဆဲဖြစ်သည်အမှုန်မွှားများသည်နှာခေါင်းမှလည်းပြန်နိုင်သည်အလုပ်ဖက်နှက်များကိုတန်ရှင်းအောင်ထားပါအသုံးပြုပြီးပါကရေဆေးပြီးသိမ်းဆည်းပါအကျွင်းကြံများကိုနောက်ကျောဘက်တွင်စုပုံခွင့်ပြုပါကရင်းသည်အလုပ်ဧရိယာသို့ညဉ့်ညမ်းမှုပြန့်နှံ့သွားမည်ဖြစ်သည် roller ကိုအသုံးပြုရန်မှန်ကန်သောနည်းလမ်းမှာတကအုပ်ထုတ်ဆောင်ပြီးရင်ဦးခေါင်းထိပ်ကနေဘေးနှစ်ဖက်အထိနောက်ဆုံးတော့ခေါင်းနောက်ဖက်အထိလှိမ့်ပေးပါနှစ်အထူးသဖြင့်ပခုံးတစ်ဝိုက်ကိုလှိမ့်ပေးပါသုံးအထူးသဖြင့်ပခုံးတစ်ဝိုက်ကိုလှိမ့်ပေးပါလေးရင်ဘတ်မှဗိုက်စီသို့လှိမ့်ပါငါးမှန်ထဲမှာဒါမှမဟုတ်လူနှစ်ယောက်ကြည့်ခြင်းအပြင်နောက်ဖက်အပိုင်းကိုလှုပ်ပါ6တင့်ကားမှခြေချောင်းများအထိအတွင်းအပြင်နှင့်နောက်သို့လှိမ့်ပါလက်ဆေးတဲ့အခါနောက်တစ်ခုမစတင်မီနှင့်ပြီးနောက်လက်ကိုဆေးကြောပါအလုပ်စတင်ခြင်းအစားအစာကိုထိတွေ့ကင်တွယ်ပါထမ်းဆောင်ခြင်းဒါပြီးရင်လက်ဆေးပါအိမ်သားအသားသို့မဟုတ်ငါးတို့ထိပါမြစ်ပတ်တဲ့အရာတစ်ခုခုကိုထိမိသွားတယ်တန်ရှင်းရေးလက်ဆေးခြင်းဤလှုပ်ထုံးလုပ်နည်းနှင့်နီးလန်းမှာတအညစ်အကြေးများကိုရေဖြင့်ဆေးကြောပါနှင့်လက်ထဲမှာဆေးပါတဲ့လက်ဆက်ပြာအနှဲငယ်ယူပါသုံးကောင်းစွာလိမ့်ပြီးလက်ဖွားကိုပုတ်တိုက်ပေးပါလေတင့်လက်ကိုအခြားလက်ဖြင့်ပုတ်ပေးပါငါတင့်လက်ချောင်းများကိုရှက်ပြီးဟင်းတို့ကြားတွင်ပုတ်တိုက်ပေးပါ6တင်းလက်မောက်ကိုလက်တစ်ဖက်နှင့်ပတ်ကာလိန်ထားသောလှုပ်ရှားမှုဖြင့်ပုတ်တိုက်ပေးပါ9တင်း၏လက်ချောင်းထိပ်များကိုလက်ဖွားနှင့်ပုတ်တိုက်ပြီးဆေးကြောပါ10လက်ကဝတ်ကိုစုပ်ကင်ပြီးပုတ်တိုက်ပေးပါ9လက်ဖွားများကိုတထောင်စစ်အထိတေချာ6တွေ့အောင်ထားပါ10လက်ကိုအရက်သေးစာနဲ့ဖြန်းပြီးတေချာပုတ်ပေးပါအဆင့်2မှ10အထိလက်ကို2ကြိမ်ဆေးကြောခြင်းသည်ထိရောက်မှုရှိပါသည်ကျန်းမာရေးစောင့်ရှောက်မှုအလုံးမစခင်နေ့တိုင်းတင့်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုစစ်ဆေးပါအော့အန်ခြင်းဝမ်းလျှောခြင်းဝမ်းပိုက်နာခြင်းဖျားခြင်းစသည်တို့ခံစားရပါကအကြီးအကဲထံတိုင်ကြားပါချက်ပြုတ်ခြင်းမပြုပါနှင့်ချက်ပြုတ်သူသည်နိုရိုဗိုင်းရပ်ပိုးကူးစက်ခံရပါကနိုရိုဗိုင်းရပ်စ်သည်ရင်းတို့၏လက်တွင်ရှိနေနိုင်ပြီးအစာအဆိပ်သင့်ခြင်းသို့ပြန့်နှံ့သွားနိုင်သည်အလုံးမစတင်မီစစ်ဆေးရမည့်အချက်များကျွန်ုပ်၏ခန္ဓာကိုယ်သည်နေလို့မကောင်းပါဟင်းချက်ခြင်းလုပ်ငန်းများကိုမလုပ်ဆောင်ပါနှင့်ငါလက်မှာဒဏ်ရာရှိတယ်တစ်ခါသုံးလက်အိတ်များဝတ်ဆင်ပါအလုပ်အဝတ်အစားခါးစသည်ညစ်ပတ်နေသည်တန်ရှင်းသောအဝတ်သို့ပြောင်းပါ